ရင်ဆုံးလာမဲ့သူကတော့ဖရာသခင်နဲ့သူကောင်းကင်တမန်နှစ်ပါးဖြစ်ပါတယ်လူသားများသူတို့ပြုမှုနေထိုင်မှုပုံစံနဲ့လာရောက်မှာဖြစ်ပါတယ်ဒီလိုကိုချင်းချင်းဆုံးဖြတ်ခဲ့ပါဖို့ဒီလိုပြန်လာဖို့ချင်းချင်းဆုံးဖြတ်ထားပါတယ်ဒါကြောင့်ရခိုင်ထမ်းတော့ဒီလိုခဏတော့ပါကိုယ့်ရဲ့သားတော်ကိုကျွန်တော်တို့ဝေထားပါတယ်ကျွန်တော်တို့ပြန်လာဖို့ချက်တောင်းပါပြီးသူစီပြန်လာဖို့ချင်းတားပါပြီးဒီလိုရဲ့ပြန်လာဖို့နောက်ထားရချင်တော့ဒီလိုဧဝံဂေလိတရားကိုနားထောင်ဖို့ဒီလိုပို့ခဲ့ပါတယ်ကျွန်တော်တို့ဖဖျက်တဲ့ခင်ကကျွန်တော်ကိုအရင်ချင်းလို့သူ့ရဲ့တားတော်တပါးကြီးတားတော်ကိုကျွန်တော်တို့ဝေးထားပါတယ်သက်ဆွေးတဲ့အောင်ကျွန်တော်တို့ချစ်ပါတယ်။မနေ့ပြန်ချင်တဲ့ဒီလိုမျိုးတရားကျန်လာဖို့လို့ပြောပါတယ်။ဖန်တို့ရောက်သောအခါလူတချို့ဟာဘုရားသခင်ရဲ့ကောင်းသောတရင်ကိုသိကြပြီးတချို့ဟာယဉ်တိုင်းပဲဖြစ်နေကြပါတယ်။ကောင်းသောတရင်ကိုသိတော်သူကအခြားသူများကိုဖိတ်ခေါ်တော့လဲလူတချို့ကပြောင်းလဲပြီးတချို့ကမပြောင်းလဲပဲရှိနေကြပါတယ်။ က
ဘုရားသခင်ကလောကသားများကိုဆောင်ကျဉ်ဖို့တို့၏ကောင်းကင်တမန်များကိုစီမင်းတော်မူခဲ့တယ် 我一个高科技头发现他的有大面狗，为了你台家的来收了，你拿几包？ တခါကောင်းကင်တမန်များပြန်ရောက်လာ၍ကောင်းကင်တမန်တစ်ပါးကဘုရားသခင်၌ပြန်လဲတော်သူများကိုတွေ့ရှိ၍ကောင်းကင်တမန်တစ်ပါးကအတိတ်တစ်ဖန်ပြန်လဲခြင်းမရှိသောသူများကိုတွေ့ရှိကဝန်းနဲ့စွာဘုရားသခင်ထံပြန်ရောက်လာကြတယ် ရှင်ကျွန်တော်တွေ့တဲ့လူသားတွေကဒီတော့ယောဂအပိပဒါပြောင်းလဲပြီးမပြောရှင်စရာတည်းပါရှင် 我一个没有把对接的嘞， ဘယ်နဲ့ချမ်းပါရှင်ကျွန်တော်တွေ့ခဲ့တဲ့လူသားတွေဟာပြောင်းလဲခြင်းမရှိပဲဒီမင်းနဲ့တိုင်းတာနေကြပါလေရှင် အခုပြည့်စုံကိုပြသရတဲ့အကြောင်းကတော့ကဘာမီပေါ်လွန်လူသားများနေထိုင်မှုပုံစံနဲ့ကျွန်တော်တို့ကိုဆောင်ရွက်တဲ့ကောင်းကင်တမန်များကိုကောင်းမှုလေးဦးတဲ့အခါကွန်တက်ပြီးတော့မှမကောင်းမှုလုပ်တဲ့အခါဝန်နေရတဲ့ဆိုတဲ့အကြောင်းကိုပြသရင်းနဲ့ပြည့်စုံကိုနေကုန်းထုတ်လိုက်ပါတယ်